လူငယ်လေးကလူတစ်ယောက်ကိုကဲရင်မတော်တဆချစ်ချော်ပြီး6ကံပါတည်းပြုတ်ကျသွားခဲ့တယ်လုံးဝမထင်မှတ်ပဲနှစ်ထောင်ကြီးပိတ်လောင်းနေတဲ့လျှို့ဝှက်မွေးကူထဲကိုကျသွားခဲ့တယ်ဒီကိုလုံးနှင်းလို့ဖြူဖွေးနေတဲ့မွေးကြီးတစ်ကောင်ကအဲ့ဒီမှာညင်သက်စွာခွေနေတယ်တတိလေးနေတဲ့လူငယ်လေးရဲ့ခန္ဓာကိုယ်ကအံ့ဩစရာကောင်းလောက်အောင်အလွန်မြန်ဆန်တဲ့နှုံးနဲ့တဖြည်းဖြည်းပြင်ကောင်းလာတယ်တေလူမျောပါဖွင့်နေတဲ့လူငယ်လေးရဲ့ခန္ဓာကိုယ်ကအံ့ဩစရာကောင်းလောက်အောင်အလွန်မြန်ဆန်တဲ့နှုံးနဲ့တဖြည်းဖြည်းပြင်ကောင်းလာတယ်မျက်စိတမိတ်ထဲမှာပဲ6ထက်ကျသွားတဲ့လူငယ်လေးကရုတ်တရက်မျက်လုံးပွင့်လာတယ်။သူက6ကမ်းမတဲ့ကနေပြုတ်ကျလာတာတော့မသိပဲအသက်ရှင်နေလားကိုမယုံနိုင်အောင်ဖြစ်သွားတယ်။အရာအားလုံးကအိမ်မက်မက်နေတယ်လို့သူထင်နေတော့မှပဲသူကဘေးနားကကြောက်နေရန်ကိုလက်နဲ့လှမ်းဆွဲလိုက်တော့မှအိမ်မက်မဟုတ်ပဲတကယ်ခဏမှန်းသိလိုက်ရတယ်။အဲ့ဒီအချိန်မှာသူ့ခန္ဓာကိုယ်ကကြီးမားတဲ့ပြောင်းလဲမှုတွေဖြစ်ပေါ်နေပြီဆိုတာသူလုံးဝမသိခဲ့ဘူး။သူ့ရဲ့ခန္ဓာကိုယ်ရဲ့အကျဉ်းလဝါတွေတကြနေပြီဆိုတာကိုလည်းအရှင်းဆုံးသိရမိ။တေဘဲကနေလွတ်လာတဲ့လူငယ်လေးကသူ့အတော်လေးနဲ့အတူအိမ်ကိုချက်ချင်းပြန်လာခဲ့တယ်။မထင်မှတ်ပဲရွာထဲကလူမိုက်စမ်းပြောကရုတ်တရက်အိမ်ကိုရောက်လာတယ်။စမ်းပြောကလူငယ်လေးရဲ့မျက်မြင်အတော်လေးကိုအစားကလေးကမျက်စိကျနေတာချက်ပြီးလလာချင်းပဲအတင်းအဓမ္မလုပ်ဖို့ကြိုးစားတော့တယ်။အဲ့ဒါကိုမြင်တော့လူငယ်လေးကဒေါသထွက်သွားပြီးစမ်းပြောကိုလက်သီးနှစ်ချက်နဲ့ညီကြီးပေါ်လေးချသွားအောင်ထိုးချလိုက်တယ်။ကိစ္စရှိရင်ငါစီလာခဲ့ငါအတော်လေးကိုမထိနဲ့စမ်းပြောင်ကသူ့အကြံကိုလူငယ်လေးကဖျက်ဆီးရမယ်လို့မထင်ထားပဲမြေကြီးပေါ်ကပလင်းကွေးကိုကောက်ကင်ပြီးလူငယ်လေးကိုဆုံးမဖို့ပြင်လိုက်တယ်။ဒါပေမဲ့သူကလူငယ်လေးရဲ့ပြန်ပါလုံးဝမဟုတ်ခဲ့ဘူး။လူငယ်လေးကသူ့တိုက်ခိုက်မှုကိုအလွယ်တကူရှောင်တင်းပြီးတော့ပါးတစ်ချိုက်ရိုက်လိုက်တာသွားတွေကျွတ်ထွက်သွားတယ်။စမ်းပြောင်ကသူမရှင်းနိုင်မှန်းသိသွားတော့ကျင်းသွားတဲ့စကားနှခုံးလောက်ပြောပြီးအမိကိုထွက်ပြေးသွားတယ်။အရိုက်ခံရတဲ့ဆိုင်းပြောင်ကလူငယ်လေးကိုလက်စားချေဖို့နောက်တစ်နေ့မှာစေးမဆိုင်ရာဌာနမှာအလုပ်လုပ်တဲ့သူ့ရောက်ဖကိုခေါ်လာခဲ့တယ်။ရောက်ဖဖြစ်သူကလူငယ်လေးရဲ့စေးခန်းမှာစေးကူသားခွင့်လိုင်စင်မရှိဘူးဆိုတဲ့အကြောင်းပြနဲ့စေးခန်းဆိုင်ဖို့ကိုဖြုတ်ချဖို့လုပ်တော့တယ်။ကန်ကောင်းထုံမှာစွာနေတဲ့အရေးကြီးတဲ့အချိန်မှာဥပဒေနားလေတဲ့လူငယ်လေးရဲ့တငယ်ချင်းကအမြန်ရောက်လာပြီးတားဆီးခဲ့တယ်။ငါတို့တောသူတောင်ပါရီနားမနေဘူးဆိုပြီးအနိုင်မကျင့်တာ။ရှင်တို့စေးဘက်ဆိုင်ရာဌာနကစီမံခန့်ခွဲခွင့်ပဲရှိတာ။အတင်းအဓမ္မဖျက်ဆီးတာကတရားမဝင်ဘူး။တရားဥပဒေစိုးမိုးရေးအာဏာဆိုတာစက်ကူတူရက်ပါပဲ။နောက်ပြီးငါတို့ကိုယ်တိုင်လွတ်စရာလိုသလား။အဲ့ဒီနောက်ရောက်ဖျသူကဆိုင်းဘုတ်ကိုဖြုတ်ပြီးစေးခန်းကိုတလအတွင်းပိတ်ဖို့မဟုတ်ရင်အတင်းအကျပ်ဖျက်သိမ်းမယ်လို့အချိန်ကန့်တက်လိုက်တယ်။အဲ့ဒီအချိန်မှာစမ်းပြောကလေလူငယ်လေးရဲ့အတော်ကိုအခွင့်ကောင်းယူပြီးချင်းချောက်ခဲ့တယ်။လူငယ်လေးကတော့သူ့တော်ကိုကာကွယ်ဖို့နဲ့ဖခင်ခြံခဲ့တဲ့စေးခန်းကိုထိန်းသိမ်းဖို့အတွက်တလအတွင်းစေးကူသားကိုလိုင်စင်ရအောင်ယူပြမယ်လို့လူပုံအလဲမှာကတိပြုလိုက်တယ်။သူဒီလိုပြောလိုက်တာကိုလူတွေကတန်တရားဝင်သွားကြတယ်။ဘာလို့လဲဆိုတော့သူတို့အမြင်မှာစေးကူသားကိုလိုင်စင်ဖြည့်ဆို့ဖို့ကအနည်းဆုံး3နှစ်လောက်ကျွမ်းကျင်မှုတင်တဲ့တက်ရမှာမို့လို့ပဲလူငယ်လေးဖြည့်ချင်တိုင်းဖြည့်လို့ရမယ့်ကိစ္စမဟုတ်ဘူးလေ။သူတို့အားလုံးကလူငယ်လေးလေလုံးထွားလို့နေလို့ထင်နေကြတယ်။စမ်းပြောကတော့လူငယ်လေးကိုအယူစကားပြောနေတယ်ဆိုပြီးလှောင်ပြောခဲ့တယ်။စေကူသားခွင့်လိုင်စင်ရဖို့လူငယ်လေးကအဲ့ဒီညမှာပဲစေးစာအုပ်တွေကိုစတင်လေ့လာခဲ့တယ်။ဒါပေမဲ့တောင်းလို့ပုံနေတဲ့စာအုပ်တွေကိုမြင်တော့သူခေါင်းပိုက်သွားတယ်။ကန်ကောင်းချင်တော့6ထဲချပြီးနောက်ပိုင်းလူငယ်လေးရဲ့အုံနောက်ကအလွန်ထက်မြက်လာပြီးဖတ်ဖူးသမျှဘဟုတုတအားလုံးကိုမှတ်မိနေခဲ့တယ်။ဒါကဒွန်တာရီတွေကတခါကြည့်ယုံနဲ့မမိတော့ဘူးဆိုတဲ့အစွမ်းပဲမဟုတ်လား။မျက်စိတမိတ်အတွင်းမှာပဲတလားကြပြီးနောက်လူငယ်လေးကမြို့ပေါ်တက်ပြီးစာမေးပွဲဖြေဖို့ပြင်ဆင်နေတယ်။မထင်မဲ့ပဲစာမေးပွဲစင်တာကိုရောက်ချင်းပဲအလဲတန်းကျောင်းကတငယ်ချင်းနဲ့ဆုံခဲ့တယ်။အလဲတန်းကျောင်းကတငယ်ချင်းကလူငယ်လေးစေကူသားခွင့်လိုင်စင်ဖြည့်မယ်ဆိုတာကိုသိသွားတော့လူငယ်လေးစာမေးပွဲကြအောင်ရည်ရွယ်ပြီးလှောင်ပြောင်းပြောဆိုခဲ့တယ်။ဒါပေမဲ့လူငယ်လေးရဲ့ပြက်သားလက်တန်ပြန်စကားအနေငယ်ကြောင့်တစ်ဖက်လူပွဲချင်းပြီးအဆက်ကွဲသွားမယ်လို့မထင်ထားခဲ့ဘူး။အဆက်ကွဲသွားတဲ့တငယ်ချင်းကရန်ညိုးဖွဲ့ပြီးလူငယ်လေးစာမေးပွဲကြအောင်လို့သူမိသားစုရဲ့ငွေကြေးနဲ့အာဏာကိုအသုံးပြုပြီးလူငယ်လေးစစ်ဆေးရမယ့်လူနာကိုအတင်းကျပ်လဲလှယ်ပစ်ခဲ့တယ်။ဆယ်စုနှစ်ချီကြာနေတဲ့ကုသခတ်တဲ့ယောဂဝေဒနာရှင်တစ်ယောက်နဲ့တမင်တတလဲလှယ်လိုက်တယ်။ဒီယောဂကဆယ်စုနှစ်ချီအတွေ့အကြုံရှိတဲ့တရုတ်တိုင်းရဲ့ဆရာကြီးတွေတောင်စမ်းသပ်လို့မသိနိုင်တဲ့ယောဂမျိုးပဲ။ဒီတစ်ခါစာမေးပွဲမှာငုံငန်းလေးတေချာပေါက်ကြပြီလို့ထင်ထားခဲ့ပြီးနဲ့သွေးခုံလုံးကိုစမ်းသပ်ပြီးတာနဲ့တစ်ဖက်လူမှာဒဏ္ဍာရီတွေကသွေးဆူနာယောဂရှိနေတယ်ဆိုတာကိုတိတိကျကျယောဂရှာဖွေနိုင်ခဲ့မယ်လို့မထင်ထားခဲ့ဘူး။လူနာနဲ့စာမေးပွဲစစ်ဆေးသူကရုတ်တရက်အံ့ဩမြင့်တက်သွားခဲ့တယ်။ငုံငယ်လေးရဲ့ဆေးပီနာကဒီလောက်အဆင့်မြင့်နေပြီးဒီလောက်ခက်ခဲတဲ့ယောဂကိုတော့ယောဂရှာဖွေနိုင်မယ်လို့သူတို့မထင်ထားခဲ့ဘူး။နောက်ဆုံးမှာတော့ငုံငယ်လေးကစာမေးပွဲကိုအောင်မြင်စွာအောင်မြင်ခဲ့ရုံကမှစာမေးပွဲစစ်ဆေးသူတို့ဖြစ်တဲ့တရုတ်တိုင်းရဲ့ဆရာကြီးကပါငုံငယ်လေးကိုတပည့်အဖြစ်လက်ခံချင်နေတယ်။တစ်ချိန်တည်းမှာပဲအခြားတစ်ဖက်မှာကန့်တက်ထားတဲ့တလပြေသွားတော့မြင်တော့စမ်းပြောက်ကမစောင့်နိုင်တော့ပဲသူ့ရောက်ဖားကိုခေါ်ပြီးလူငယ်လေးရဲ့အိမ်ကိုနောက်တစ်ချိန်ထက်ရောက်လာတယ်။ဘာမှပြောခွင့်မပေးပဲလူငယ်လေးအိမ်ကစီကံဆိုင်ဘက်ကိုဖြုတ်ချလိုက်တယ်။လူငယ်လေးကိုအိမ်ကိုစွန့်ပစ်ပြီးကတိမတည်တဲ့သူလိုအားလုံးကထင်းနေချိန်မှာပဲလူငယ်လေးကမြို့ကနေအချိန်မီပြန်ရောက်လာတယ်။အိုးအချစ်လေးပြန်ရောက်လာပြီပဲ။ဘလို့လဲကတိဖြတ်ချင်လို့လားမရဘူးလို့ငါပြောလိုက်မယ်။မင်းလိုင်စင်မရတဲ့ယူဒီစေကန်ကတော့မကြောက်ပါနဲ့ကျွန်တော်ပြန်ရောက်လာပြီ။ငါ့ကိုပြစ်မသွားဘူးဆိုတာသိနေပါတယ်။မင်းပြန်လာတော့ရောဘာထူးမှလဲစေကူသားခွဲလိုင်စင်ရပြီလားမရဘူးဆိုရင်လည်းမင်းရဲ့စေကန်ကဖျက်ရမှာပဲကျွန်တော်ရမရဆိုတာခမညာကြည့်လိုက်လीအပိုင်းဆက်ရန်